TikTok ပေါ်မှာဆိုရင် ADHD ပေါ့နော် Attention Deficit Hyperactivity Disorder ပေါ့နော်ဒီ ADHD ဆိုတာဘာလဲဆိုတာကိုအမရှင်းပြပေးလို့ရလား ADHD ကတော့အုံနောက်နဲ့အာယုံကြောဖွံ့ဖြိုးမှုဆိုင်ရာချိုးရင်းချက်ကြောင့်ဖြစ်တာလို့လည်းပြောလို့ရတယ်ပေါ့လေသူ type လေးတွေသူရှိကြတယ်အဓိကကတော့အာယုံစူးစိုက်မှုနည်းတယ်အလွယ်တကူစိတ်ပြန့်လွင့်တယ်ဟိုမေ့ဒီမေ့ပြီးရင်ဘယ်တော့မှ deadline ကိုမမီဘူးပေါ့နော်မေ့နေတာရယ်နောက်ပြီးတော့သူ့ကိုယ်သူဘယ်လိုပြောရမလဲမတို့ daydreaming ပေါ့ဟိုရောင်ရောင်ဒီရောင်ရောင်အများနဲ့ deadline တွေမပြီးဘူးဆိုတဲ့ပုံစံမျိုးလေးတွေရှိတယ်ပေါ့နော်ဒါကတော့အာယုံစူးစိုက်မှုအားနည်းတဲ့ဟာပေါ့ဒီဘက်ချက်မှာပါရှိတယ်ဆိုတော့အရန်လုံးဝတက်ကြွတာလွန်ကဲနေတာခုဒီ hyper ဆိုလို့ရှိရင်အရန်ကိုလက်လက်ထကနာမငြိမ်ဖြစ်တယ်လို့ပြီးရင်စကားပြောရင်အရန်မြန်တယ်အရန်ပြောတယ်ပြီးရင်သူများတွေပြောနေရင်လည်းမဆောင်ဘူးဖြတ်ပြောတယ်တို့လုံးမဲ့အရာကိုမတွေးဘဲနဲ့ချက်ချင်းတွေဟိုလှုပ်ပြစ်တာတို့အဲ့တော့အများအရန် energy ရှိနေတယ်ပေါ့လေဒါမှမဟုတ်လည်းနှစ်ခုပေါင်းပြီးတော့ဖြစ်တာမျိုးလည်းရှိတယ်ပေါ့နော်နောက်တစ်ခုကဒီ ADHD disorder လို့ပြောပြီးဆိုရင်အမတို့ကနေ့တူကနှုတ်ငန်းဆောင်တာတွေကိုထိခိုက်တဲ့အနေအထားဖြစ်တယ်ဆိုတဲ့အချိန်ကျမှယောဂါတို့တတ်မှတ်တာပေါ့နော် ADHD ကတော့ပြောရမယ်ဆိုတော့ဟိုပြင်းတာလည်းမဟုတ်ဘူးညံရီမမီတာလည်းမဟုတ်နေဘူး parenting မကောင်းလို့ဖြစ်တာလည်းမဟုတ်ဘူးပေါ့နော်ဘာကြောင့်ဖြစ်တယ်လို့ single cause အနေနဲ့တော့ပြောလို့မရဘူးဒါပေမဲ့ factor တွေကြောင့်ဖြစ်နိုင်တယ်ဆိုရင် genetics ပေါ့နော် gene တွေကနေဖြစ်တယ်မိသားစုမှာရှိတယ်ဆိုလို့ရှိရင်ဒါဖြစ်နိုင်တယ်ပေါ့နော်ဟိုစောပြီးမွေးတာတို့မွေးတော့ကပေါင်ချိန်မပြည့်တာဒါမျိုးလေးတွေလည်းရှိတယ်ကိုယ့်ရဲ့ငယ်ဘဝမှာ trauma ရခဲ့တာမျိုးပဲဖြစ်ဖြစ်စိတ်ဖိစီးမှုတော်တော်လေးရှိခဲ့တဲ့အရာမျိုးတွေမှာလည်းရှိနေနိုင်တယ်ပေါ့နော် ADHD ကတော့ကုသလို့ရလားဆိုတော့ဟိုအမတို့အတူတူရှင်တွဲနေထိုင်ခြင်းလေးကိုအကောင်းဆုံးလုပ်နိုင်ဖို့အတွက်ကတော့ကျွမ်းကျင်ပညာရှင်နဲ့ပြောဆိုသွားတဲ့ area လေးတစ်ခုဖြစ်တယ်ပေါ့နော်ဒါကလည်းလေဟို weakness လည်းမဟုတ်ဘူးကိုအတူတူရှင်တွဲနေထိုင်ဖို့အတွက်နီလန်းလေးတွေသိတယ်သဘောတဘာဝလေးတွေကိုနားလည်လာတယ်ဆိုလို့ရှိရင်ကိုဒီသူ့ရဲ့လွှမ်းမိုးခြင်းကိုမခံရတော့ဘဲနဲ့ကိုကသူ့ကိုပြန် control လုပ်နိုင်တယ်ပေါ့နော်ဒီဗီဒီယိုအပြည့်အစုံကို DD's Burmese Vlog YouTube Channel မှာတွားရောက်ကြည့်ရှုနိုင်ပါပြီ